အားလုံးပဲမင်္ဂလာပါရှင် PM Daily Report ကနေဇန်နဝါရီလ28ရက်နေ့မှာပြောပြပေးမယ့်ဖြစ်စဉ်တွေကတော့ကရင်ပြည်နယ်မြဝတီမြို့တောင်ဘက်ဖလူးကြီးရွာအနီးကိုစစ်ကောင်စီကလေကြောင်းကနေ၄ချိန်ဘုံကျဲလိုင်သာယာမြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးကို40မမဘုံတွေနဲ့ပစ်ခတ်လို့စစ်တပ်ဘက်ကထိခိုက်မှုရှိရေဒါရှင်မြို့နယ်မှာစစ်တပ်တပ်ဆွဲထားတဲ့ကျွဲရိုင်းမြင်တရားနဲ့ကျွန်းတော်ကုန်းရွာစာတင်ကျောင်းတွေကိုရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်လို့စစ်သားတွေငရဲမင်းစီမှတ်ပုံတင်ပလောမြို့နယ်မှာစစ်တပ်စစ်ကြောင်းနဲ့ဂိတ်စခန်းတွေကိုမိုင်းဒရုန်းတွေနဲ့တိုက်ခိုက်လို့စစ်တပ်ဘက်က3ဦးငရဲမင်းစီမှတ်ပုံတင်မြိုင်မြို့နယ်လင်းကတော်ရွာမှာရှိတဲ့စစ်တပ်စခန်းတိုက်ခိုက်ခံရလို့စစ်သားတွေထိခိုက်မှုရှိမြိုင်ပခုတ်ကူမြို့နယ်အဆက်ကိုလည်းစစ်တပ်ကစစ်ကြောင်းထိုးပြီးမီးရှို့နေစတဲ့အကြောင်းအရာတွေကိုပြောပြသွားမှာဖြစ်ပါတယ်ရှင်ကရင်ပြည်နယ်မြဝတီမြို့တောင်ဘက်ဖလူးကြီးရွာအနီးကိုစစ်ကောင်စီကဒီကနေ့ဇန်နဝါရီ28ရက်မနက်ပိုင်းမှာလေကြောင်းကနေ၄ချိန်လာပြီးဘုံကျဲခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်ထံကသိရပါတယ်လေကြောင်းနဲ့တိုက်နေတဲ့အပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလေးကကော့ဒေတာအနီးရတဲ့ကူဘက်ကလည်းစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။မနက်အစောပိုင်းတွေကစစ်ကြောင်းထိုးနေတာလက်နက်ကြီးတွေကလည်း120တွေပစ်နေတာလေရင်ကတော့၄ချိန်ရှိပြီးကျဲတာလို့တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။စစ်ကောင်စီတပ်ဟာမြဝတီမြို့တောင်ဘက်လက်လွတ်ခဲ့ရတဲ့တပ်စခန်းတွေကိုပြန်ရဖို့ပြီးခဲ့တဲ့နှစ်အောက်တိုဘာလအတွင်းကတည်းကစစ်ကြောင်း3ကြောင်းနဲ့စစ်ရေးလှုပ်ရှားနေတာဖြစ်ပါတယ်။စစ်ကြောင်း3ကြောင်းနဲ့စစ်ကြောင်းထိုးနေပေမဲ့လည်းကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ပိတ်ဆို့တိုက်ခိုက်တာတွေကြောင့်စစ်ကောင်စီတပ်တွေဟာမင်းလက်ပံကျေးရွာအနီးကနေရှေ့မတိုးနိုင်သေးပါဘူး။မင်းလက်ပံရွာကိုကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားပြီးစစ်တပ်ကစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။မင်းလက်ပံကျေးရွာဟာမြဝတီမြို့တောင်ပိုင်းဒေသအတွက်အဓိကခံစစ်စည်းတစ်ခုလည်းဖြစ်ပါတယ်ရှင်။ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်ကရွေးကောက်ပွဲကော်မရှင်ရုံးကိုဇန်နဝါရီ25ရက်နေ့ည7:00နာရီကျော်ခန့်မှာမြို့ပြအထူးစစ်စင်ရေးရဲဘော်တွေက40မမဘုံတွေနဲ့တိုက်ခိုက်လို့အကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်မှုရှိတယ်လို့သိရပါတယ်။မဲလက်မှတ်တွေကိုစီစစ်မှုလုပ်နေတဲ့အချိန်မှာတိုက်ခိုက်ခဲ့တာပါ။အတွင်းသတင်းအရရုံးကိုတော့မှန်အောင်လုပ်နိုင်ပါတယ်ထိခိုက်မှုတော့ရှိနိုင်တယ်။အဲ့ဒီနေရာမှာတောက်လျှောက်လုံခြုံရေးတင်းကျပ်နေချိန်ဆိုတော့ထိခိုက်တဲ့အတိအကျကိုတော့စုံစမ်းလို့မရသေးဘူး။စစ်ကောင်စီရွေးကောက်ပွဲကိုပြည်သူနဲ့အတူအတိအမှတ်မပြုကြောင်းနဲ့အတင်းကျပ်ချင်းချောက်မဲထည့်ဖို့ခိုင်းနေတာတွေအဲ့ဒီနေ့မှာကိုရှိနေလို့စစ်စင်ရေးစတင်ခဲ့တာပါပြည်သူတွေအနေနဲ့အထူးသတိပြုသွားလာကြဖို့လဲမှာခြင်းပါတယ်လို့ Urban Special Operation ဖွဲ့ရဲ့တာဝန်ရှိသူကပြောပါတယ်အကြမ်းဖက်စစ်ကောင်စီရဲ့တရားမဝင်ရွေးကောက်ပွဲကိုအတိအမှတ်မပြုကြောင်းနဲ့ပြည်သူတွေကိုအတင်းအကျပ်မဲထည့်ဖို့ချင်းချောက်စေခိုင်းနေတာတွေရှိတာကြောင့်တိုက်ခိုက်ခဲ့ရတာဖြစ်ပြီးပြည်သူတွေကိုမတရားမှုပြုလုပ်ဖို့ကြံဆောင်နေတဲ့အကြမ်းဖက်စစ်အုပ်စုရဲ့စီးပွားရေးပိုင်ဆိုင်မှုတွေပြင်ပတ်သက်ဆက်နွယ်သူတွေကိုပါစစ်ရေးပြစ်မှတ်တစ်ခုဖြစ်နေမဟာမိတ်တွေနဲ့ပူးပေါင်းပြီးစစ်ရေးဆက်လက်အကောင့်ထဲပေါ်သွားမယ်လို့ Urban Special Operation ဖွဲ့ရဲ့တာဝန်ရှိသူကဆက်လက်ပြောပါတယ်ရှင်ဇန်နဝါရီ25ရက်နေ့မနက်10:00နာရီခန့်နဲ့မွန်းလွဲ3:00နာရီခန့်တို့မှာပဲခူးတိုင်းရေဒါရှည်မြို့နယ်မှာအကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့ကျွဲရိုင်းမြင်တရားနဲ့ကျွန်းတော်ကုန်းရွာစာတင်ကျောင်းတို့ကိုတော်လှန်ရေးတပ်ဖွဲ့တွေကရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်လို့စစ်သားတွေငရဲမင်းစီမှတ်ပုံတင်သူတွေရှိတယ်လို့သိရပြီးအရေးအတွက်ကိုတော့ဆက်လက်စုံစမ်းနေပါတယ်။တော်လှန်ရေးရဲဘော်တွေအထိခိုက်မရှိပြန်လည်ဆုတ်ခွာခဲ့တယ်လို့သိရပါတယ်။ကျွန်တော်တို့25ရက်နေ့မှာရေဒါရှည်မြို့နယ်ထဲမှာရှိတဲ့စစ်ခွေးတွေတပ်ဆွဲထားတဲ့ကျွဲရိုင်းမြင်တရားနဲ့ကျွန်းတော်ကုန်းရွာစာတင်ကျောင်းကိုရှော့တိုက်ဒုံး10လုံးနဲ့တိုက်ခဲ့တာပါစစ်ခွေးဘက်ကထိခိုက်သူတွေရှိနိုင်တယ်အသေးစိတ်အခြေအနေကိုတော့စုံစမ်းနေပါတယ်လို့နေပြည်တော်တိုင်းစစ်ဌာနဗျူဟာ16ရဲ့တာဝန်ရှိသူကပြောပါတယ်အဲ့ဒီတိုက်ခိုက်မှုကိုနေပြည်တော်တိုင်းစစ်ဗျူဟာ16နဲ့နေပြည်တော်တိုင်းလက်နက်ကြီးအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်ရှင်တနင်္သာရီတိုင်းပလောမြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ဂိတ်စခန်းတွေကိုမိုင်းဒရုန်းတွေနဲ့တိုက်ခိုက်လို့စစ်တပ်ဘက်က3ဦးငရဲမင်းစီမှတ်ပုံတင်ခဲ့တယ်လို့သိရပါတယ်
ဒီဇင်ဘာ18ရက်နေ့မနက်7:00နာရီခွဲခန့်မှာပလောမြို့နယ်တောင်ရခမ်းလမ်းစုံဂိတ်ကိုစစ်ကြောင်းထိုးလာတဲ့အင်အား30ခန့်ရှိတဲ့စစ်ကြောင်းဟာလဲကျွန်းဝရွာရောက်မှာ KNL အထူးတပ်ဖွဲ့ကထောင်ထားတဲ့မိုင်းကိုနင်းမိပြီးစစ်တပ်ဘက်ကအရာရှိ2ဦးငရဲမင်းစီမှတ်ပုံတင်ပြီး9ဦးပြင်းထန်ဒဏ်ရာရသွားပါတယ်။အဲ့ဒီနောက်တိုက်ပွဲဖြစ်ပွားပြီး drone တွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ဒီဇင်ဘာ18ရက်20ရက်နဲ့22ရက်နေ့တွေမှာအကြမ်းဖက်စစ်တပ်ရဲ့ကြောက်စုဂိတ်ပလောမြို့အမှတ်9ဂိတ်နဲ့နန်းတောင်ရွာစစ်တပ်စခန်းကုန်းတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေက drone နဲ့ဘုံကျဲခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေမှာစစ်တပ်ဘက်ကထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။အလားတူပဲဒီဇင်ဘာ23ရက်နဲ့28ရက်နေ့တွေမှာစစ်တပ်ရဲ့ပလောမြို့အမှတ်4ဝန်ထမ်းအိမ်ဟာကြောက်စုဂိတ်နဲ့နန်းတောင်စစ်တပ်ဂိတ်စခန်းပလောမြို့အမှတ်9ဂိတ်နဲ့တောင်ရခမ်းရွာဂိတ်စခန်းတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေက drone နဲ့ဘုံကျဲပြီးဝင်ရောက်တိုက်ခိုက်လို့စစ်တပ်ဘက်က2ဦးငရဲမင်းစီမှတ်ပုံတင်သွားပါတယ်။ KNL Special Force အဖွဲ့ဟာတော်လှန်ရေးအောင်မြင်ဖို့အတွက်စစ်ကောင်စီအဖွဲ့ကိုအခွင့်အရေးရတာနဲ့အမြဲတမ်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေမှာဖြစ်ကြောင်းပြည်သူတွေအနေနဲ့စစ်တပ်တပ်ဆွဲထားတဲ့နေရာနဲ့အနီးတစ်ဝိုက်မှာနေထိုင်ရင်းတွေမပြုတ်လုပ်ကြဘူးအတိပေးပြောဆိုထားပါတယ်ရှင်။မကွေးတိုင်းမြိုင်မြို့နယ်လင်းကရော့ရွာမှာအကြမ်းဖက်စစ်တပ်ရဲ့စခန်းကိုတိုက်လို့စစ်သားတွေထိခိုက်မှုရှိတယ်လို့ MPL မြောက်ပိုင်းစုံမြိုင်ပကဖကထုတ်ပြန်ပါတယ်။ဇန်နဝါရီလ24ရက်နဲ့25ရက်နေ့တို့မှာမြိုင်မြို့နယ်လင်းကရော့ရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့စခန်းကိုတော်လှန်ရေးတပ်ဖွဲ့တွေက drone rocket တွေနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်တာကြောင့်စစ်တပ်ဘက်ကထိခိုက်မှုရှိပေမဲ့အရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးပါဘူး။ဒါအပြင်မြိုင်မြို့နယ်နဲ့ပခုတ်ကူမြို့နယ်ဆက်ကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကလည်းစစ်ဘေးရှောင်ပြည်သူတွေနေတဲ့တောထဲတွေကိုမိရှို့ဖျက်ဆီးနေကြောင်းအညာမြေအရက်ဖက်လူမှုအဖွဲ့အစည်းမြိုင်ရဲ့တာဝန်ရှိသူကပြောပါတယ်။ဒီကနေ့ဇန်နဝါရီ28ရက်နေ့မှာတက်ပလွေကုန်းရွာကထွက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောင်းဟာတက်ပလွေကုန်းရွာနဲ့တာစီရွာကြားမှာတွင်းမရွာကစစ်ရှောင်ပြည်သူတွေနေထိုင်တဲ့တောထဲတွေကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့မိရှို့ဖျက်ဆီးတာကြောင့်ပျက်စီးတဲ့အခြေအနေကိုတော့အတိမပြုတ်နိုင်သေးပဲလက်ရှိအချိန်မှာစစ်ဘေးရှောင်ပြည်သူတွေအပါအဝင်တက်ပလွေကုန်းရွာတာစီရွာနဲ့အနီးနားမှာရှိတဲ့ကျေးရွာတွေကပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။စစ်ခွေးတွေကစစ်ရှောင်တဲတွေကိုမိရှို့သွားတာလို့သိရတယ်။ပြည်သူတွေဖမ်းဆီးကွက်မြက်ခံရတာတော့မရှိဘူးလို့သိထားတယ်။စစ်ခွေးစစ်ကြောင်းကဘဲကိုဆက်ပြီးထွက်မလဲဆိုတာမသိရသေးလို့တွင်းမှစစ်ရှောင်တောထိုက်တွေတာစီစစ်ရှောင်တောထိုက်တွေနဲ့နှေးစီကန်စစ်ရှောင်တောထိုက်တွေကပြည်သူတွေအနေနဲ့သတိပြုနေထိုင်ကြဖို့အညာမြေအရက်ဖက်လူမှုအဖွဲ့အစည်းမြိုင်ကအသိပေးပြောဆိုထားပါတယ်ရှင်။အခုတင်ပြသွားလေးတွေကတော့2026ခုနှစ်ဇန်နဝါရီလ28ရက်နေ့မှာသိရှိရတဲ့ထူးခြားဖြစ်စဉ်တွေဖြစ်ပါတယ်။အခုလိုထူးခြားဖြစ်စဉ်လေးတွေကို BM Daily Report ကနေနေ့စဉ်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ BM Daily Report Channel လေးကို Like Subscribe နဲ့ Share လုပ်ပေးခြင်းဖြင့်နေ့စဉ်ထူးခြားတဲ့အကြောင်းအရာတွေကိုနားဆင်နိုင်မှာဖြစ်ပါတယ်။ BM Daily Report ကိုအားပေးကြတဲ့တဦးတစ်ယောက်ချင်းစီကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်။